အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ခန်းစီလေးရဲ့3နှစ်ပြည့်မွေးနေ့ဖြစ်တဲ့အတွက်မနက်စောစောရွှေတကုံဖျားကိုရောက်နေပါတယ်မိုးလဲအုပ်နေတော့ရာတီဦးသူကအေးအေးလေးနဲ့အရန်နေလို့ကောင်းတာပေါ့နော်ငှက်တန်လေးတွေဆဲလဲတန်လေးနဲ့တာယာနေရောပဲခန်းစီကလည်းဖျားထဲမှာ lion and elephant statue တွေကိုဘာကြောင့်ရှိနေတာလဲဆိုပြီးမေးပါတယ်ရှင်သိတွေကဖျားအဝတ်မှာနှစ်ကောင်အစုံလိုက်ထားတတ်ပြီးတော့မကောင်းတဲ့ရန်တွေကနေကောက်ွယ်ဖို့စင်ဖြူတော်တွေကတော့ဒီလိုသမိုင်းဝင်နေရာတွေမှာကောင်းတဲ့အတိတ်နမိတ်နေနဲ့ယုံကြည်ပြီးထားကြတာဖြစ်ကြောင်းရှင်းပြပေးပါတယ်ရွှေတကုံဖျားမှာရောက်နေတဲ့တရက်တော်ကြောင်တိုက်ကဆရာတော်ဖျားကြီးနားမှာလည်း၅ပါးသီလခံယူခဲ့ပါတယ်မွေးနေ့ရှင်လေးနဲ့အတူတူ၅ပါးသီလခံယူပြီးခန်းစီလေးရဲ့3နှစ်ပြည့်မွေးနေ့အလှူအတွက်ဆရာတော်ကြီးကိုနဝကာမဝတ္ထုငွေလှူဒန်းခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဆရာတော်ကြီးနေစွန်ဖုံးတော်မှာဖြစ်တဲ့အတွက်ယောဂီတွေအားလုံးနေစွန်ကတ်ကြပါတယ်။ရွှေတကုံဘုရားကိုတော့ဇေဒီတစ်ခုလုံးမြင်ရတဲ့ဒီနေရာကနေဖူးခဲ့ပါတယ်။ရာဒီဥတုအေးအေးလေးဆိုတော့ခန်းစီလေးကိုရွှေတကုံဘုရားထဲမှာနေရာတော်တော်များများလိုက်ပြပေးဖြစ်ပါတယ်။ဘုရားပန်းကိုလည်းသူကိုယ်တိုင်ကတ်ချင်တယ်ဆိုပြီးတေချာလေးကတ်ပါတယ်။ခန်းစီလေးကဖျားကိုဘာကြောင့်ရေလောင်းရတာလဲမေးလို့ရေတက်ပယ်ရဲဆိုတာစိတ်ကြည်လင်တန့်ရှင်းအောင်နဲ့စိတ်ထဲကမတန့်ရှင်းတဲ့လောဘဒေါသမောဟတွေကိုတန့်စင်အောင်အမြဲနေဖို့ကိုရမိုင်းလုပ်ကြတာလို့ပြောပြပေးပါတယ်ဖျားပေါ်မှာမိုးနဲ့ရွာလာတော့ပါလာတဲ့ထီကိုထုတ်ဆောင်ရပါပြီဒီနေ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်တွေ့ကြမယ်နော်ဘိုင်ဘိုင်